ကျောင်းဖွင့်ရပထမဆုံးနေ့မှာပဲနိုင်ငံတော်ကရမှတ်လိုက်အတန်းလေးကအလားဆုံးကောင်မလေးကိုအရင်ရွေးချယ်ခွင့်ပေးခဲ့တယ်။သူမကတော့တုံးဆိုင်မရှိပဲအဆင့် SSS ရှိတဲ့မွေးနဂါးကိုရွေးချယ်ခဲ့ပြီးအတန်းထဲမှာအဆင့်နောက်ဆုံးဖြစ်တဲ့ကျွန်တော်ကတော့အဆင့် S ရှိတဲ့ဘန်နာလေးတစ်ကောင်ပဲရခဲ့တယ်။မကြခင်မှာပဲကဘာပြက်ကက်ဆောင်းရာတီရောက်လာလိမ့်မယ်လို့ဘသူကထင်ထားမှလဲကျွန်တော်ဟာဘန်နာလေးနဲ့ပလိညင်ဖွဲခဲ့လို့သူ့ရဲ့မွေးရပါဆွမ်းဖြစ်တဲ့အေးတန်ခံနိုင်တဲ့စွမ်းရည်ကိုမျှဝေခံစားခွင့်ရခဲ့တယ်။ဒါပေမဲ့ဟိုလူကြိုက်များတဲ့ကောင်မလေးရေးခဲ့တဲ့မွေးနဂါးကတော့ကြီးထွားဖို့အချိန်မရလိုက်ပဲကဘာပြက်တဲ့ပထမဆုံးနေ့မှာတင်မနာလိုစိတ်တွေနဲ့အသက်ပြောက်အောင်အေးခဲသွားခဲ့တယ်။အဲ့ဒီနောက်မှာတော့လူကြိုက်များတဲ့ကောင်မလေးနဲ့အပေါင်းပါတွေကဘန်နာလေးကိုတိုက်ခိုက်ပြီးကျွန်တော်ရှေ့တင်သူ့ရဲ့စွမ်းကိုအတန်းမလူယူသွားခဲ့ကြတယ်ကျွန်တော်လည်းလူများလို့မခံနိုင်ပဲရင်ခွဲမတက်ခံစားရပြီးတတိလက်သွားခဲ့ရတယ်ပြန်နိုးလာတဲ့အချိန်မှာတော့ဝိညာဉ်သားရဲ့ရွေးချယ်ရမယ့်ကျောင်းဖွင့်ရက်ကိုပြန်ရောက်နေခဲ့ပြီးကျွန်တော်အရင်ဘဝကလိုပန်နာလေးကိုပြေးဖက်ဖို့လုပ်နေတော့မှပဲစုယုံထုံကရုတ်တရက်အော်ပြောလိုက်တယ်နေဦးဒီကိုရောင်ကျဲမွေးကနင့်ဟာငါကအဲ့ဒီပန်နာကိုပဲလိုချင်တယ်သူမဒီလိုပြောလိုက်တာနဲ့တတန်းလုံးအနာသွားပြီးဆရာမတောင်ပါဆက်ဟောင်းသားဖြစ်သွားရတယ်ဘာလို့လဲဆိုတော့ကိုရောင်ကျဲမွေးဆိုတာနှစ်တစ်ထောင်မှတစ်ကောင်ပေါ်တဲ့သားရဲ့ဖြစ်ပြီးအဲ့ဒီအဆင့်အပန်နာကတော့ဝါပဲစားတတ်တဲ့စားကြီးရဲ့ကောင်တက်တက်မို့လို့ပဲနေယူနေတာလားဒီမွေကနှစ်တစ်ထောင်မှတစ်ခါပဲပေါ်တာအဲ့ဒီဝါပဲစားတတ်တဲ့ပန်နာထုံကစီးဖို့တော့မရဘူးကြောက်ကြမလုံးနဲ့အဲ့ဒါကိုကုပေစီအခုချက်ချင်းပြန်ပေးလိုက်ဆရာကုပေကတားရဲပိုင်းမှာတန်းထဲမှာနောက်ဆုံးပါသူတာဒီညံဆုံးကောင်ကိုယူရင်သူ့ဘဝပျက်စီးလိမ့်မယ်တမီးကအခြေခံကောင်းတော့အဆင့်အတားရဲကိုတောင်အသုံးဝင်အောင်လုပ်နိုင်တယ်ဒါကြောင့်လဲချင်တာပါသူမဒီလိုပြောပြီးတာနဲ့ဆရာမနဲ့အတန်းဖော်တွေကလက်ခုပ်တီးချီးကျူးကြတော့တယ်တွေ့လားဒါမှတကယ်ပါရမီရှင်စားလဲတော့သူလိုစိတ်ထားလဲကောင်းတဲ့တချို့လူတွေလိုမဟုတ်ဘူးကုပေဘာဆောင်နေတာလဲသူမကိုကျေးဇူးတင်လိုက်လေငါနင့်ရဲ့ဟန်ဆောင်ကောင်းမှုတွေကိုမလိုချင်ဘူးငါဒီပန်နာကိုပဲလိုချင်တယ်ကုပေခေါင်းမမဆန်းနဲ့နင့်မှာမာနရှိတာသိပေမဲ့ဒါကနင့်နာကက်ပဲလေငါကနင့်တွေ့ရောငါတွေ့ပါစေတနာနဲ့လုပ်ပေးနေတာနင်လဲသိတယ်မလားဟုတ်တယ်ရင်ဘွားကနေမွေကိုရေးပြီးငါ့ကိုတော့အားလုံးမုန်းနဲ့ပန်နာပဲပေးခဲ့ကြတာ15ရက်ပဲချိန်ရပြီးကဘာပြက်ကက်ဆောင်းရတီရောက်လာတော့နင်းရဲ့မြင့်မြတ်တဲ့မွေကကြီးထွားမှုနေလို့ပထမဆုံးနေ့မှာတင်ခဲသွားခဲ့တယ်ငါပန်နာကတော့နေရောညပါစာကျွေးလို့အေးတန်ခံနိုင်တဲ့အစွမ်းလို့ထလာပြီးငါ့ကိုကဘာပြက်ကက်ထဲမှာချမ်းအေးမှုတန်ကနေကာကွယ်ပေးခဲ့တယ်နင်းကမနာလို့ဖြစ်ပြီးပန်နာကိုငါနဲ့ပလိညင်ဖြတ်ဖို့အချိန်ချင်းလှည့်စားခဲ့သေးတယ်သူကနင်းစကားနားမထောင်တော့မှသူ့စွမ်းကိုလူယူရင်အေးတန်ခံနိုင်နေဆိုပြကောလာဟလာတွေလွဲ့လူတွေခေါ်ပြီးငါပန်နာကိုလာတက်ခဲ့ကြတာဒီဘဝမှာတော့ငါစီကလာလူဖို့စိတ်တောင်မကူးနဲ့ကျွန်တော်ပန်နာလေးကိုမြည်ကြည့်နေတော့မှပဲပန်နာလေးကလည်းသူ့အားဆုပ်လေးကိုကင်ပြီးကျွန်တော်ကိုစိုက်ကြည့်နေတာတွေ့လိုက်ရတဲ့ရုတ်တရက်သူကသူ့လက်တီးနဲ့ဝါချွန်လေးကိုတုံးပြီးလေထဲမှာဆက်ဝိုင်းတစ်ခုကိုရင်းရင်းမြဲမြဲနဲ့ပေါ့ပေါ့ပါပါလေးဆွဲပြလိုက်တဲ့ကစားနေတယ်လို့မျိုးဆိုပေမဲ့စုယုံထုံမရိပ်မိခင်မှာပဲကျွန်တော်ရင်နဲ့တင်းခနဲ့ဖြစ်သွားပြီးမျက်ရည်တွေဝဲလာခဲ့ရတယ်ဘာလို့လဲဆိုတော့ဒါကအရင်ဘဝကကျွန်တော်တို့နှစ်ယောက်အနေအကြုံရင်သုံးဖို့တိုင်ပင်ထားတဲ့အမှတ်သားဖြစ်ပြီးသူအမြဲပြောနေကြစကားစုမို့လို့ပဲအကိုမကြောက်နဲ့ငါဒီမှာရှိတယ်ရှောင်းပေါင်မင်းလည်းပြန်လဲမွေးဖွားလာခဲ့မှန်းငါမသိခဲ့ဘူးကျွန်တော်အကြည့်လွဲပြီးတင်းငင်းချင်းရောက်ဆောင်ကစုယုံထုံကိုပြန်ကြည့်လိုက်တယ်နင်းကူညီတာငါမလိုဘူးကိုရောင်ကျဲမွေကနင့်အတွက်ပဲပိုကိုက်ညီပါတယ်ဒါပေမဲ့ကျွန်တော်စကားမဆုံးခင်မှာပဲညာဘက်လက်ကောက်ဝတ်မှာတင်းခနဲ့ခံစားလိုက်ရလို့ငုံကြည့်လိုက်တော့မွေလေးကကျွန်တော်လက်မောင်းကိုသုံးပတ်ပတ်ထားတာတွေ့လိုက်ရတယ်ကွင်းတစ်ပတ်စီတိုင်းကကျွန်တော်ရေပြားပေါ်မှာအယောင်ဆုံးကွင်းတွေကိုခြံထားခဲ့ပြီးသုံးပတ်ပြည့်မှာတော့အဲ့ဒီကွင်းတွေပေါင်းစည်းသွားကတောက်ပတ်တဲ့တင်ကြီးတာတွေဖြစ်လက်ကောက်ဝတ်ကနေပခုံးထိတက်သွားခဲ့တဲ့တခဏအတွင်းမှာပဲတေတပန်တက်ဆုံပလိညင်ပြီးညောက်သွားခဲ့ပြီးပတ်ဝန်းကျင်ကလူအလုံးစုညံပွက်လောလိုက်သွားကြတယ်မဖြစ်နိုင်တာမွေကသူ့ကိုတခင်ဖြစ်ရွေးလိုက်တာလားပြီးတော့တေတပန်တက်ဆုံပလိညင်နဲ့ကုပေကန်ကောင်းလိုက်တာကန်ကောင်းတယ်ဟုတ်လားဒါကအသက်နဲ့လဲရတဲ့ပလိညင်ကသူမတည်ရင်သူလဲတည်မှာပြီးတော့ဒီကောင်ကမွေးရတာရမ်းခတ်တယ်ကုပေတော့ဒုက္ခရောက်ပြီစုယုံထုံကတော့လူကြားတဲ့ကနေကျင်းတဲ့တလို့ပြုံးနေခဲ့တယ်သူမဘာကြံစီနေလဲကျွန်တော်သိတာပေါ့ဒီမွေကအရင်ဘဝကခဲတည်ခဲ့တာမို့ဒီဘဝမှာလည်းတရားမှာပဲတေတပန်တက်ဆုံပလိညင်နဲ့ချီနှောင်ထားတော့သူမကဘာမှအားဆိုင်စရာမလိုပဲအကျိုးမြတ်ရမှာလေမွေလေးကကျွန်တော်ကိုအတမကနိညင်ဖွဲ့ပြီးတဲ့နောက်လူတွေရဲ့အကြည့်တွေကြားကနေကျွန်တော်ထိုင်ကုန်ကိုပြန်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲပြတ်သားပြီးစတူဒီယိုဆန်တဲ့အတန်တစ်ခုကျွန်တော်ခေါင်းထဲတိုက်ရိုက်ထွက်ပေါ်လာတယ်ဘာကြည့်နေတာလဲငါနာမီကယွန်းချီငါကိုဆရာမကြီးလို့ခေါ်မင်းစကားပြောနိုင်မှန်းငါမသိဘူးပြောနိုင်တာပေါ့တကယ်ပဲအံ့ဩသွားတာလားတိတ်တော့မဟုတ်ပါဘူးဒါပေမဲ့အတန်းထဲမှာလူတွေအများကြီးရှိရတဲ့ဘာလို့ငါ့ကိုမှရွေးတာလဲငါလိုချင်လို့ပေါ့ဟိုဖားပြားပြီးမြောက်ပစ်နေတဲ့မျက်နှာတွေကိုမြင်ရင်အော်နှလုံးသားထဲနင်းကပြင်းပေမဲ့ဟိုဟန်ဆောင်မထက်တော့အများကြီးတာပါသေးတယ်ကျွန်တော်စွန့်သွားခဲ့ရတယ်ငါကမင်းကိုဆွဲချမိမှမကြောက်ဘူးလားမကြောက်ဘူးငါနင်းကိုကာကွယ်ပေးမယ်စင်မြင့်ပေါ်မှာတော့ဆီယာမဝန်ရှုဖန်ကပလိညင်ဖွဲ့နေကိုရှင်းပြနေတယ်ပုံမှန်ဆိုလူသားတွေကပဲပလိညင်ဖွဲ့ဖို့ကန့်လန့်ရတာပါတားရဲတွေကမာနာကြီးတက်ကြပြီးတားရဲပေါက်စလေးတွေကနူးညံ့နေဆိုပေမဲ့ယုံကြည်ရတဲ့သူကိုမတွေ့ရင်သူတို့ဘက်ကအရင်ပလိညင်မဖွဲ့တတ်ကြဘူးညွှန်ကြားချက်တွေပြီးတော့ចောင်းသားတွေကသူတို့တားရဲတွေနဲ့ပလိညင်စဖွဲ့ကြတယ်စုယုံထုံကအရင်ဆုံးစွမ်းအင်တွေနဲ့လေထဲမှာပလိညင်ဆက်ဝိုင်းကိုဆွဲလိုက်ပြီးအလင်းတန်းတွေကအားလုံးကိုဖုံးလွှမ်းသွားခဲ့တယ်ဒါပေမဲ့အဆင့်အပန်နာလေးကသူ့လက်တီကိုလှုပ်ရှားပြီးဆက်ဝိုင်းရဲ့မြင်းနှစ်ချောင်းကိုပြောင်းလဲလိုက်တာကိုဘယ်သူမှသတိမထားမိလိုက်ကြဘူးအဲ့ဒီလိုနဲ့တန်းတူညီမျှပလိညင်ကနေတခင်နဲ့အစေခံပလိညင်ဖြစ်ပြောင်းလဲသွားပြီးပန်နာကတခင်စုယုံထုံကအစေခံဖြစ်သွားခဲ့တယ်ကျွန်တော်ကြက်တီးတောင်ထွက်သွားမိတယ်ဒါကအရင်ဘဝကကျွန်တော်နဲ့ရှောင်းပေါင်မြောက်ခန်းထဲမှာမိသွေးခဲတွေနဲ့အကြိမ်ကြိမ်လေ့ကျင့်ခဲ့တဲ့နေလမ်းမဲလေဒီကောင်လေးစုယုံထုံကိုအတုံးချလိုက်မယ်လို့ဘသူထင်မှလဲပလိညင်ပြီးသွားတော့စုယုံထုံကမူကနေဖြစ်သွားပေမဲ့ချက်ချင်းပြန်ကောင်းသွားပြီးရှောင်းပေါင်ကိုကြည့်ကရဲလိုက်တယ်ရှောင်းပေါင်ကကျွန်တော်ကိုစောင်းနေကြည့်ပြီးသူ့မီးလေးကိုဂုံယူသလိုလှုပ်ပြနေတာကြောင့်ကျွန်တော်လည်းတီးတီးငိမ့်ငိမ့်ပဲလက်မထောင်ပြလိုက်တယ်ဒီပန်နာလေးတော်တော်လဲတာပဲအရင်တိုင်းကလေးစားချေခြင်းစိတ်ကပြင်းပြတော့မယ်အားလုံးပလိညင်ဖွဲ့ပြီးတဲ့နောက်ဆီယာမကလဆင်ထောက်ပံ့တဲ့အရင်မြစ်ပစ္စည်းတွေကိုဝေပေးတယ်ကျွန်တော်ကတော့ကြောက်တုံးတုံးတောင်မယူပဲယွန်းချီကိုပဲအကုန်ပေးလိုက်ရမိနစ်ဝက်အတွင်းမှာတင်အကုန်ဝါပြစ်လိုက်ပြီးဘိုက်ကလေးကနည်းနည်းပဲပူလာခဲ့တယ်နောက်ထပ်လိုချင်သေးတယ်ကုန်ပြီးနောက်လာမှရမယ်ငါမစောင့်နိုင်ဘူးငါကကြီးထွားနေတာစွမ်းအင်တွေအများကြီးလိုတယ်မင်းကဘလောက်ကြီးမို့လို့စက်ကြီးနေရတာလဲ3နှစ်သားလား3နှစ်နေမျက်စိကန်းနေလားငါတက်တန်းကနှစ်300ရှိပြီနှစ်300ဒါကိုဒီလောက်သေးလေးပဲရှိသေးတာလားစိတ်တူဖို့ကောင်းလိုက်တာနင်းတခါမှမွေးမမွေးဘူးလားရှောက်မပြောနဲ့ကြည့်ရတာသူမကဆရာမကြီးတင်မကဘူးစိတ်တူတက်တဲ့ဆရာမကြီးလည်းဖြစ်ပုံရတယ်အတန်းဖော်တချို့ကကျွန်တော်မွေးနဲ့စကားပြောနေတာကိုမြင်ပြီးခေါင်းခါကြတယ်ကုပေယူသွားပြီးအရင်မြစ်တွေအကုန်လုံးကိုမြေကိုပေးပစ်လိုက်တဲ့သူ့အတွက်ဘာမှမကြံတော့ဘူးသူကောလေးချင်းတော့မလို့လားဒါရဲတွေကကြီးထွားမှုနေတယ်ဆိုတာသူတေချာနာမထောင်ထားဘူးထင်တဲ့အရင်မြစ်တွေကိုသူ့အတွက်သုံးရမှာကို
ဆီယာမဝန်ရှုဖန်ကဒါကိုမြင်တော့မျက်မှောင်ကုပ်ပြီးအနားကိုလာပြောတယ်ကိုပေအရင်မြစ်တွေကိုဒီလိုမဖြုံးတီးနဲ့မင်းရဲ့တားရဲကိုပဲအကုန်ပေးလိုက်ရင်မင်းအရေးချင်းစစ်ပွဲကိုအောင်မှာမဟုတ်ဘူးငါလည်းမင်းကိုကူညီနိုင်မှာမဟုတ်ဘူးကျွန်တော်ကတော့ဘာမှပြန်မရှင်းပြပဲပြုံးပဲပြလိုက်တဲ့အမှန်တမ်းပြောရရင်အရင်ဘဝတုန်းကလည်းကျွန်တော်ကရှောင်းပေါင်ပေါ်ရဲရောခဲ့တာပါတခြားလူတွေက60ရာခိုင်နှုန်းကိုကိုတွက်ယူပြီး40ရာခိုင်နှုန်းပဲတားရဲကိုပေးကြပေမဲ့ကျွန်တော်နဲ့ရှောင်းပေါင်ကတော့အမြဲတမ်းတဝက်စီခွဲဝေခဲ့ကြတာကျွန်တော်အတွက်တော့အဖို့မဖြစ်ရင်မြတ်တရမယ်လေဒါပေမဲ့အခုယုံချီကိုပေးတဲ့လောက်တော့အရင်ကရှောင်းပေါင်ကိုတော့မပေးခဲ့ဘူးလူတွေကကျွန်တော်ကိုယူနေရလို့ထင်ကြပေမဲ့ပုံမှန်ပလိညင်ဆိုရင်တယောက်ချင်းအစီလွတ်လွတ်လပ်လပ်အသက်ရှင်လို့ရပေမဲ့သွေးပနိညင်ကတော့အရာအလုံးကိုချီနှောင်ထားတာကိုကျွန်တော်သိနေတဲ့ယုံချီတာအရင်ဘဝကလိုကဘာပြတ်တဲ့ပထမဆုံးနေ့မှာတည်သွားရင်ကျွန်တော်လည်းတရားမှာမို့လို့သူမရဲ့အသက်ကကျွန်တော်တက်ထက်ပိုရေးကြည့်တယ်တတိပြန်ဝင်လာတဲ့အချိန်မှာစာတင်ကန်းကဗလာချင်းနေပြီးလူတိုင်းလေးချင်းဖို့ထွက်သွားကြပြီးကျွန်တော်ယုံချီကိုပွေ့ချပြီးထွက်လာတော့စုယုံထုံကလမ်းပိတ်ရက်လိုက်တယ်နင်းလဲပြန်လဲမွေးဖွားလာတာပဲမလားဒီတခါတော့ပန်နာရဲ့အစွမ်းကငါဟာဖြစ်ရမယ်နင်းကြခံပါစေဦးစောစောမတင်တဲ့ဦးနင်းကိုငါလက်နဲ့နှိမ်နှင်းပြတာကိုမြင်ကျင်သေးလို့ငါကိုလာမချောင်းနဲ့နင်းပန်နာနဲ့အဆင်ပြေအောင်နေလိုက်စမ်းပါနင်းမွေနဲ့အတူအေးခဲသေးဖို့သာပြင်ထားလိုက်သူမစကားပြောရုံရှိသေးယုံချီကကျွန်တော်လက်မောင်းရဲကနေခေါင်းထောင်ပြီးသူမမျက်နှာကိုအယောင်ဆုံးအစိမ့်ငွေတွေနဲ့လက်မိုးလိုက်လို့စုယုံထုံရဲ့မျက်နှာတစ်ခုလုံးပန်းချီဆက်ပြားလို့ကွက်ကြားတွေဖြစ်သွားတော့တယ်သူမကအော်ဟစ်ပြီးမျက်နှာကိုအုပ်ထားလိုက်ရတယ်ကိုပေနေယူနေလားဟာဘေးကကြည့်နေတဲ့လူတွေအားလုံးကတော့ရေမောကုန်ကြတယ်ကျွန်တော်ကတော့နောက်လည်းမကြည့်ပဲယုံချီကိုချီပြီးဆက်လျှောက်လာခဲ့တယ်ယုံချီကတော့တွတ်နဲ့ညှဉ်းညူနေတော့မယ်နင်ကအတော့မကြဘူးငါပဲသူမကိုပညာပေးရမယ်ကျွန်တော်သူမကိုကြည့်ပြီးပြုံးလိုက်မိတယ်တော်ပါပြီဆရာမကြီးရဲ့ဘာမှအလျှော့မပေးဘူးပဲတားရဲတကောင်မွေးရတာကုန်ကြစရိတ်ကမကုန်နိုင်မခန်းနိုင်ပဲယုံချီရဲ့အမီးလေးကိုပုတ်တက်ရင်စားစရာအတွက်အဖြေရှာဖို့စဉ်းစားနေမိတယ်ရုတ်တရက်ကဘာမပြတ်ခင်တုန်းကကြောက်တုံးသေးလေးတွေထွက်တဲ့တတူရင်းတစ်ခုရှိခဲ့တာကိုတတိယသွားတယ်ဘယ်သူမှမသိသေးဘူးဆိုတာတေချာတာမို့ယုံချီကိုခေါ်ပြီးချက်ချင်းသွားခဲ့ရမယ်ရောက်တဲ့အခါမှာတော့စုယုံထုံကလူအယောက်20နဲ့တူးဖော်နေတာကိုတွေ့လိုက်ရတယ်သူမငွေရောအဆက်အသွယ်ရောရှိတာမို့ကျွန်တော်ထက်အများကြီးတာလွန်နေတာပေါ့ဘာမှမတက်နိုင်တာမို့အဝေးကနေကြည့်နေမိတယ်ယုံချီကတော့တောက်ပတ်နေတဲ့ကြောက်တုံးတွေကိုကြည့်ပြီးဗိုက်စာလို့သွားရီကြနေရှာတယ်အဲ့ဒီနေရာကလူရှိနေပြီးတော့မင်းကလည်းအခုလောလောဆယ်တိတ်မတန်ပါသေးဘူးသွားလို့လိုက်လေသူတို့ကလူအယောက်20ပဲရှိတာနင်းရဲ့အမြင်လောက်ရှိတဲ့ကိုယ်တယ်လေးနဲ့ဘာသွားချလုံးပါလဲငါရဲ့အစိတ်တစ်ဆက်တဲနဲ့သူတို့အားလုံးကိုလဲကြအောင်လုပ်နိုင်တယ်မင်းသူတို့ကိုမလဲခင်ငါ့ကိုအရင်ဝိုင်းထောင်းကြလိုက်မယ်သွားစို့ကျွန်တော်လက်ပြန်လမ်းမှာတော့မိလာမြောင်းတစ်ခုတည်းကိုဝင်သွားတဲ့ကောက်ကွေးခြေရာသေးလေးတွေကိုတွေ့လိုက်ရတယ်အဲ့ဒါကကျွန်တော်ကိုစိတ်ဝင်စားသွားစေတာမို့ခြေရာတိုင်းလိုက်သွားခဲ့ရတိတ်မဝေးတဲ့နေရာမှာပဲတဘာဝကူတစ်ခုကိုတွေ့လိုက်ရပြီးနေရံတွေမှာတောက်ပတ်တဲ့ကြောက်တုံးတွေအပြည့်ရှိနေတာတွေ့လိုက်ရတဲ့အရေးသွေးကတော့ပုံမှန်ပဲဆိုရင်မဲ့အများကြီးရှိနေတာပါကျွန်တော်ကြောက်တုံးတုံးကိုငုံကောက်ဖို့လှုပ်တုံးမှာပဲယွန်းချီရဲ့ကိုယ်တဲကတင်းမာသွားပြီးအကြေးကွန်တွေထောင်းထလာကသူမရဲ့ရွှေရောင်မျက်လုံးတွေကအမောင်ထုတဲ့ကိုစိုက်ကြည့်နေတယ်တခုခုလာနေပြီးသူ့ရဲ့စွမ်းအင်ကအရန်ပြင်းထန်တယ်ကျွန်တော်လည်းအမောင်ထဲကနေဖိအားပြင်းတစ်ခုတိုးဝင်လာတာကိုခန်းစားလိုက်ရတယ်တားရဲကြီးတကောင်ချင်းကပ်လာတယ်လို့မျိုးနေရန်ကကြောက်တုံးတွေတောင်တုံခါနေခဲ့တယ်ကျွန်တော်နှလုံးသားဒိန်းခနဲ့ခုန်သွားပြီးလက်တီးကိုကြစ်ပါအောင်ဆုပ်ကအမြန်ဆုပ်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲအမောင်ထုတဲကနေနူးညံ့ပြီးကြောက်ရွံ့နေရဲ့အတန်လေးတစ်ခုထွက်ပေါ်လာတယ်အက်ကိုမင်းလား